TikTok မှာ monetization ရှောက်ပြီးတော့ဝင်ငွေရှာချင်တဲ့သူတွေရှိလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကတင်တွက်ပါပဲ TikTok မှာ monetization ရှောက်ပြီးတော့ဝင်ငွေတစ်ခုကိုဖန်တီးခြင်းနဲ့ဆိုရင် TikTok အနေနဲ့တရားဝင်ခွင့်ပြုထားတဲ့နိုင်ငံတွေကိုကိုယ့်အနေနဲ့အကြမ်းဖျင်းသိထားဖို့တော့လိုအပ်တယ်ဒီတော့ဘယ်နိုင်ငံတွေက TikTok အနေနဲ့တရားဝင်ခွင့်ပြုထားတာလဲ US UK Germany ပြင်သစ် Italy ဒီ၅နိုင်ငံကတော့ TikTok က officially support ပေးထားတဲ့ monetization ရှောက်ခွင့်ပေးထားတဲ့၅နိုင်ငံပဲဖြစ်တယ်ဒါအပြင်တခြားသောနိုင်ငံတွေဖြစ်တဲ့ Australia တို့ Canada တို့ Spain တို့တခြားသောနိုင်ငံတွေလည်းထပ်ပြီးတော့အများကြီးရှိသေးတယ်ပေါ့နော်ဒါပေမဲ့အာရှမှာဆိုလို့ရှိရင်တော့ TikTok အနေနဲ့တရားဝင် Creator Reward Program ကို join ဝင်ပေးရတဲ့နိုင်ငံကတော့2နိုင်ငံပဲရှိတယ်အဲ့ဒါကတော့ဂျပန်နိုင်ငံနဲ့ South Korea ပဲဖြစ်တယ်ဒီတော့ကျွန်တော်တို့အနေနဲ့ဒီ Creator Reward Program ကို join ဖို့အတွက်ဆိုလို့ရှိရင်ဂျပန် region အကောင့်တို့ဒီ Korea region အကောင့်တို့ဒီ TikTok ကနေပြီးတော့ခွင့်ပြုထားတဲ့တရားဝင်နိုင်ငံတွေရဲ့ region နဲ့အသုံးပြုနေဖို့တော့လိုအပ်တယ်ဒီတော့အဲ့ဒီလိုအကောင့်လေးတွေကိုဘယ်လိုပုံစံမျိုးနဲ့ဖန်တီးမှလဲဘယ်လို create လုပ်ရမှာလဲဆိုတာကိုနောက်ဗီဒီယိုလေးမှာဆက်ပြီးတော့မျှဝေပေးသွားပါမယ်မင်္ဂလာပါကျမကတော့ပြင်ငိမ့် digital မှာ Facebook marketing TikTok marketing နဲ့ AI tricks တွေကိုမျှဝေပေးသွားမယ်ပြင်ငိမ့်သူပဲဖြစ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်တတား